မန်စီးတီးဟာဟာလန်ပေါ်မီခိုလုံးနေသလားအားလုံးပဲမင်္ဂလာပါများဘောလုံးစတား channel ကနေပြန်လည်ကြိုလိုက်ပါရစေမန်ချက်စီးတီးဟာပြီးခဲ့တဲ့ရာသီမှာရိုဒီတန်ရရှိပြီးတဲ့နောက်ပိုင်းထိခိုက်မှုပေါင်းများစွာနဲ့ဖလားလက်မဲ့ကာလာကိုဖျက်ဆီးလိုက်ရပါတယ်ဇန်နဝါရီကတည်းကကစားမသစ်တွေခေါ်အားပေးနေတာတော့မှစီးတီးရဲ့ဒီယာဒီတာထွက်ခေးကတော့ရုန်းကန်နေကြရပါတယ်ဒါပေမဲ့စီးတီးအတွက်အမြဲတမ်းမှန်ကန်တဲ့အမှန်တရားကတော့အာလင်ဟာလန်ရဲ့အတွင်းကိုတွေပါပဲဟာလန်ဟာကလပ်အသင်းနဲ့နိုင်ငံအသင်းပြိုင်ပွဲဆောင်14ပွဲကနေ24ဂိုးထိသွင်းယူပြီးကြောင်းမက်ဖွယ်ရာဂိုးသွင်းစွမ်းရည်ကိုပြသခဲ့ပါတယ်ဟာလန်ကြောင့်စီးတီးတို့အနိုင်ရလက်ကိုပုံပေါ်နိုင်ခဲ့ပြီးပြိုင်ပွဲဆောင်9ပွဲဆက်တိုက်ရှုံးပွဲမရှိဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ပတ်ကစားခဲ့တဲ့အန်စတိုဗီလာနဲ့ပွဲမှာတော့စီးတီးတို့မီးစာကုန်တဲ့အခါဟာလန်နဲ့တက်ခဲရက်ပြီးစီးတီးတိုင်းစစ်ကဂိုးမရတော့တဲ့အတွက်1စီးနဲ့ရှုံးနေခဲ့ရပါတယ်ဗီလာတို့ကသူတို့ရရှိတဲ့ခွင့်ရကနေဂိုးဖြင့်ပြောင်းလဲပြီးပထမပိုင်းမှာတော့စီးတီးကိုဦးဆောင်သွားနိုင်ခဲ့တာပါကိုရရှိခဲ့ပြီးနောက်ပိုင်းဗီလာတို့ကစီးတီးကိုဖျက်တောက်ထားခဲ့ပြီးတောင်တိုင်းစစ်နယ်ပဲကစားခဲ့တာကြောင့်စီးတီးတို့အခက်တွေ့ခဲ့ရပါတယ်။ဒါကကွာလာရက်တော်ကြာဆိုရင်နေခဲ့တဲ့ပြဿနာလည်းဖြစ်ပါတယ်။ကွာလာကပြီးခဲ့တဲ့အပတ်ကမှစီးတီးအနေနဲ့အနိုင်ရတဲ့ရရှိခြင်းနဲ့ဆိုရင်ဟာလန်ကိုနေအားကိုးနေလို့မရပဲတခြားကစားမတွေကိုပါဂိုးသွင်းရမယ်လို့ပြောခဲ့ပါတယ်။အခုတော့ဒီပြဿနာကိုကွာလာကအပြေမရှာနိုင်ခင်မှာပဲဦးနိုင်အမ်ရီလိုနီးပြနဲ့ရင်ဆိုင်ရတဲ့အခါစိတ်အုပ်ကြီးနဲ့ပါဝါပြက်ပြီးစီးတီးတို့ရှုံးနေလို့အဆင့်9မှာမန်ချက်စတာညီကိုကနေငါ6တန်းညီနောင်ဖြစ်နေခဲ့ကြပါတယ်။စီးတီးကဇာတိကအာဆင်နယ်နဲ့6မှတ်ကွာဟာသွားခဲ့ပြီဖြစ်တာကြောင့်ဒီတက်ပေါ်ပြီးအမှတ်မပြတ်ခြင်းအားနည်းချက်ကိုပြပြနိုင်ဖို့အရေးကြီးပါတယ်။စီးတီးကလာမယ့်ချမ်းမှာကာရာဘောင်းဖလားပွဲစဉ်နေနဲ့ဆွမ်စီးတဲ့ရှင်မိုင်ကစားမှာဖြစ်တာကြောင့်ဟာလန်ကိုနားပေးပြီးခြားတိုင်းစစ်မှုတွေစီကသွင်းကိုတွေကိုမျှော်လင့်ကြည့်ရမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။